ငလာပါမူလာမိထားကြရပေါ့နော်ကိုယ့်ရဲ့အိမ်တော်ဘက်ကအိမ်တော်ကြီးဖောက်ပြန်နေအောင်လက်ဘူးလက်ချက်မိတယ်တဲ့ဘာလုပ်ရမလဲအမကြီးတဲ့သူဘာလုပ်ရမလဲပေါ့နော်မိုးအကြံပေးကြပါတယ်အဲ့လိုမျိုးကိုယ့်အိမ်တော်ဘက်ကအခြားတစ်ယောက်နဲ့အများဖောက်ပြန်နေတာကိုလက်ဘူးလက်ချက်မိတယ်အတိကအမျိုးသမီးတွေကိုပြောကြပါတယ်အဲ့ဒီအိမ်တော်ဘက်ကိုလက်လွတ်လိုက်ပါတရားစွဲလို့ရပါတယ်เนาะအပြစ်ဆိုတာလုတ်ထိုင်ခံရမှာပဲเนาะတရားစွဲနိုင်တဲ့အင်အားရှင်တရားစွဲပြစ်လိုက်ပါဒါမို့အကြံပေးတာဆက်ပြီးတော့သူ့ကိုတီးခံပြီးပေါင်းစရာမလိုပါဘူးဟုတ်တယ်မလားเนาะအမျိုးသားတွေဆိုရင်တော့ဒါကတော့ကိုပြောစရာမလိုပါဘူးအမျိုးသားတွေကပြောပြီးသားလေเนาะတချို့အမျိုးသားတွေပြောပါတယ်ဒီအမှားမျိုးကတစ်ခါမှားရင်တော့ခွင့်လွတ်စရာအကြောင်းမရှိဘူးဆိုပြီးတော့ပြောထားတာကြီးလည်းရှိတာပဲလေเนาะဒါကြောင့်အမျိုးသမီးတွေကလေသူတို့ဖောက်ပြန်ခံရရင်ဘယ်လိုမေးကြလဲသိလားနင်ငါ့ကိုချစ်သေးရလားအဲ့မိန်းမကိုငါ့ထပ်ပို့ချစ်နေရလားအဲ့မိန်းမငါ့ထပ်ဘာသာလို့လဲအဲ့မိန်းမငါ့ထပ်ပို့ပြီးတော့ဘာဒေတာလို့နင်ကမှတ်တာလဲဒီလိုမေးခွန်းတွေမေးကြတယ်အမျိုးသမီးတွေအမျိုးသားတွေအဲ့လိုမဟုတ်နင်အဲ့ကောင်နဲ့ဘယ်နှခါအိတ်ခဲ့ပြီးပြီလဲလို့ပဲမေးကြတယ်ဒါကြောင့်အမျိုးသမီးတွေဖောက်ပြန်မှုကအမျိုးသားတွေထက်ပိုနည်းမယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့အမျိုးသားတွေဒီခွင့်လွှတ်မှုအားနည်းလို့ဒီတော့မလုပ်ရဘူးအမျိုးသမီးတွေကအယမ်းကိုတီးခံတယ်ဒါကြောင့်သမီးကြောင့်ပတ်ဝန်းကျင်ကြောင့်အဖေကြောင့်အမေကြောင့်ဆွေမျိုးသားချင်းကြောင့်ဆိုပြီးတော့တီးခံနေတဲ့အတွက်ယောက်ျားတွေရဲ့ဖောက်ပြန်မှုကပို့ပြီးတော့များလာတယ်လို့မိုးကတော့ထင်ပါတယ်ရှင်ဒါကြောင့်ဟုတ်ပြောချင်ပါတယ်လက်ပူးလက်ချက်မိတဲ့ဖောက်ပြန်မှုတွေကိုလက်သင့်မခံမဲနဲ့တရားဥပဒေအရေးစီတင်ပါတယ်လို့မိုးကတော့အကြံပေးပါရစေ